အားလုံးပဲပါဟောကျွန်တော် moderator အားလုံးလုပ်လို့မှားပါတယ်ကျွန်တော်တို့ဟုတ်ပြီအဲ့တော့ဒီနေ့ကောင်းတဲ့နိုင်ငံကအဲ့လိုကြောင်းကြောင်းများဘဝနဲ့ scholarship ပညာသင်စုခွင့်လာတော့အဲ့တော့ခုနကျွန်တော်ဒီအနေမှာပြောလို့ပါကျွန်တော်ခုရအောင်ဆိုရင်ကျွန်တော်ရှင်းတတ်ပါအဲ့တော့ကျွန်တော်အရင်ဆုံးဒီကကျွန်တော်ဒီ panelist တွေပေါ့ speaker တွေနဲ့အရင်မိတ်ဆက်ပေးပါတော့ဟုတ်ကဲ့အရင်ဆုံးမိတ်ဆက်ပေးမှာမဖြူဖြူတော့ဖြစ်ပါတယ်မဖြူဖြူတော့က2009ခုနှစ်မှာ TTC ကနေပြီးတော့အားလုံးဆုံးကုန်ဖြစ်တဲ့မြန်မာနိုင်ငံလုံးအဆင့်9နဲ့ပေါင်းခဲ့ပါတယ်ဆယ်တော့ပြီးရင်2010မှာဒီအမေရိကမှာကျွန်တော်ဒီမှာဒီနိုင်ငံမှာပဲဒီ pre-college program တခုနဲ့ဒီ2010မှာဒီအောင်မြင်ခဲ့တယ်ပြီးတော့အခု Barbara College မှာတတိယနှစ်ကျောင်းဖြစ် chemistry နဲ့ computer science ကိုကျွန်တော် major ဖြစ်သင်ယူခဲ့ရှိပါတယ်ကိုဖကအမှားကမခင်ကြီးထက်က2008ခုနှစ်တက်လို့ဝင်မှာ5ပါးတော်ကိုအောင်မြင်ခဲ့ပါတယ်လက်ရှိ American နိုင်ငံ Chicago မြို့အနီးမှာရှိတဲ့ Judson University မှာအဲ့ဒီမှာဒီကပညာကိုသင်ကြားနေတယ်အခုဒီ2014မှာဒီဥရောပအခွင့်အလုံးဥရောပနိုင်ငံဥရောပနိုင်ငံတွေကိုသူနဲ့နေပြီးတော့ဒီဥရောပနိုင်ငံရဲ့အဆင့်နဲ့ဒီကပညာကိုလေ့လာသင်ကြားရှိထားပြီးသားပြောချင်ပါတယ်အခုလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံတော် Spine Architecture Fund မှာလုပ်တဲ့ပြည့်ညာစီးနေပါတယ်အားလုံးပဲကျွန်တော်တို့သိရတာဟုတ်တာပါလေဒီပုံမှာမားတွေပဲကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့အားတွေကိုလာပြီးတော့ကျွန်တော်တို့မျိုးသားသားမျှဝေတာပါဆိုတော့ဒီတုံးတစ်ခုအသေးအစားလေးပြသွားမယ်လို့ရှိရင်လည်းဒီလိုက်ပါမယ်နော်ကျွန်တော်စစ်မော်ပါအဲ့တော့ကျွန်တော်ရှင်းနေရထုတ်ကြတဲ့ biography ကိုနည်းနည်းပြောပါပြီပေါ့နော်ကျွန်တော်ဘာဖြစ်လို့နိုင်ငံခြားသွားပြီးတော့စာသင်လို့ကျွန်တော်စိတ်ဝင်စားတာကနိုင်ငံရေးကိုကျွန်တော်စိတ်ဝင်စားခဲ့တယ်အဲ့ဒါကျွန်တော်ဟွာတွေကအတန်းကြောင်းနေရပါတော့နိုင်ငံရေးကိုစိတ်ဝင်စားခဲ့တဲ့အခါကျတော့ဒါပေမဲ့ဖြစ်ချင်တော့ဒီမှာကျွန်တော်နိုင်ငံရေးပညာကိုစနစ်ကြသင်လို့ရတဲ့နေရာကျွန်တော်မှရှိတဲ့အခါကျတော့ကျွန်တော်အစိုးရတဲ့ဆိုမှာလည်းကျွန်တော်တက်သင်တဲ့နေရာတွေရှိတဲ့အခါကျတော့ကျွန်တော်တက်လို့ရခဲ့မရတဲ့အခါကျတော့ကျွန်တော်ဘယ်လိုသွားလဲဆိုတော့ခုနကကျွန်တော်ရဲ့ Bachelor of Arts and Education ဆိုတဲ့ဒီဘာပေါ့နော်သူတာကားရောပြင်ပါပါဘာဆိုတဲ့ဒီအစိမ်ပါအဲ့ဒီဟာလေးကိုသွားပြီးကျွန်တော်ဒီမူရေးစိတ်ကမီတာနဲ့ကျွန်တော်ပြောပြတယ်ပေါ့နော်ဒီမူရေးနဲ့ပဲကျွန်တော် American Center မှာအင်္ဂလိပ်စာကိုကျွန်တော်သင်ခဲ့တယ်ပေါ့နော်လေ့လာခဲ့တယ်ဆိုတော့လေ့လာရင်းနဲ့ပဲ activities တွေလုပ်ရင်းနဲ့ကျွန်တော်ဒီ scholarship opportunities တွေရှိတယ်ဆိုတော့ဒီလိုပြောမယ်ကျွန်တော်ဒီ scholarship opportunities တွေရှောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ရှောက်ရင်ရနေပြီးတော့ကျွန်တော်ဒီနိုင်ငံခြားကိုသွားပြတာပါနောက်တစ်ခုကဘာဖြစ်လို့လဲဆိုတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီပညာရေးစနစ်ပေါ့အဲ့ဒီပညာရေးစနစ်ကကျွန်တော်ရိုးသားတာပြောတာပါပညာရေးစနစ်ကကျွန်တော်လူချင်းနဲ့ကျွန်တော်တက်ရောက်ခြင်းနဲ့ဒီနိုင်ငံရေးသိပ္ပံပညာကိုပေးသွင်းနိုင်စွာမရှိနိုင်ဘူးလို့ကျွန်တော်လက်ရှိအခြေအနေမှာသုံးသပ်ထားပါတယ်ဒါကြောင့်ကျွန်တော်ပြောမယ်လေ့လာလို့ရတဲ့နေရာမှာသွားပြီးတော့လေ့လာတဲ့ဘောပါဆိုတော့ကျွန်တော်စူးစမ်းခဲ့တယ်နောက်ကကျွန်တော်တို့အားထုတ်ခဲ့တယ်ပေါ့နော်အတိုင်းအတာတစ်ခုဒီလိုဒီခံစားရပါတယ်သို့တော်ညာလည်းပဲကျွန်တော်တို့တက်ရောက်သွားပြီးသားဆိုတော့လည်းမဟုတ်သေးပါဘူးကျွန်တော်တို့လည်းဆက်လက်ကြိုးစားနေရသေးပါဆိုတော့ဒါကျွန်တော်ရဲ့ဒီနိုင်ငံခြားသွားပြီးတော့စာသင်ခဲ့ရတဲ့အတွေ့အကြုံလေးပေါ့နော်ဘာကြောင့်သွားသင်ခဲ့ရလဲဆိုတဲ့ဟာလေးပေါ့နော်နိုင်ငံသွားဖို့အစီအစဉ်တော့ရှိတယ်အဲဒီတော့ကဘယ်နိုင်ငံသွားမှာစိတ်ကူးထဲမှာမရှိဘူးကျွန်တော်2008မှာသင်ရအောင်တယ်2017မှာအမေရိကရောက်သွားဆိုဒီကြားမှာ3နှစ်လောက်ရောင်းနေပဲပြောတာရောင်း60တယ်ပြောအဲ့လိုဖြစ်နေတယ်လို့ထုံးတယ်ပေါ့နော်ဒီနေ့ဒီလိုပြရတဲ့ပြဿနာပေါ့အဲကျွန်တော်အဲ့တော့ candy ပိုင်းသွားလိုက်ပြီးအဲ့တော့ online စစ်စားစားနည်းနည်းစစ်စားစားကျွန်တော် online ပိုင်းသင်ကြည့်တယ်အဲ့ဝါသနာမပါဘူးအဲ့တော့သင်ရတာအရင်ဘယ်လိုခေါ်မလဲစိတ်ပင်ပန်းတယ်ဒီပင်ပန်းတာစိတ်ပင်ပန်းတော့ဟာဝါစီကအဲ့ဒီမှာကျွန်တော်စိတ်ဝင်စားတဲ့နိုင်ငံကြီးပေါ့နော်နောက်နေရာလည်းပတ်စံတန်းတယ်ပတ်စံမတန်းနိုင်တော့scholarship အမောင်းပေးနေတယ်ဆိုတော့စင်ကာပူကလည်းနောက်တစ်ကြီးရှိတယ် scholarship ရအောင်ဒီဝေကချီလို့ရတယ်ဒါပေမဲ့ဘယ်လိုမှမဖြစ်တယ်ပေါ့နော်အဲဒီစင်ကာပူ America ကိုစဉ်းစားပြီး scholarship အမောင်းပေးတယ်ဆိုတော့သူကကျွန်တော်နိုင်ငံမှာလာပါတယ်ဆိုတော့သူကဒီမိုကရေစီနိုင်ငံကြီးလို့နာမည်ရတာနာမည်ဒီမိုကရေစီနိုင်ငံကြီးဆိုတာအဲဒီ America ကိုဆုံးဖြတ်ပြီးတော့ဒီတိုဖယ်ဒီ SAT စာလို့ပေါ့နော်ကျောင်းလျှောက်ဖြစ်ဘူးဆိုတာကကျွန်တော်ကဒီမှာပြောရင်လိုက်တာမလုပ်ကြတော့မိုက်ကတော့မိုက်က
နိုင်ငံကောင်းနေတဲ့ဆိုတော့ကိုယ်စိတ်ကိုပိုင်းသက်တာဒီမှာပေါင်တဲ့ဆိုတော့လုံးဝမရှောင်နေထားလိုက်တာမှန်မှန်ကခြေရတဲ့ဘယ်နေရာရှိအောင်နော်ဒါမှမဟုတ်ပြောတယ်ကိုရဲကောင်ကသူ့ကိုယ်သူပတ်သက်မရှိလို့ပြောရတယ်ဒါတော့ကစာပေလောက6ပိုင်းချက်ပါညနေမှကျစာပေလောက6ကသူတို့ပိုင်တာသူတို့ franchise ယူထားတာအဲ့ဒါစောင်းတွေပါသူစီကတောင်းရအောင်ချင်တာပဲလေတန်းချတာတဲ့အခါမှာဒီတိုင်းကလူတွေလုပ်လို့ဖြစ်ရှိပါတယ်။ဆောင်းပါးRA ဆိုတာရှိပါတယ် resident assistant ဆိုတာသူကဒီဆောင်းပါးသုံးတန်းရှိရဆိုရင်တစ်ထပ်မှာတယောက်စီရှိပါတယ်။သူကကိုယ်ဒီပြောလို့ရှိရင်တော့ကိုကြီးပေးရသူတွေပေါ့နော် resident life ဒီဆောင်းပါးနေတဲ့အားနဲ့ပတ်သက်ပြီးတော့ဒီကိုလိုအပ်တယ်ဆိုတာဒီကျမတို့လို generation နဲ့ student တွေဆိုလို့ရှိရင်ဒီလိုပါတော့ပြီးတော့လိုအပ်တာတွေမျိုးဆိုလို့ရှိရင်ကားတွေပါမရှိဘူးလည်းကိုယ်မဲ့လူတွေမရှိဘူးဆိုရင်တို့တွေကကိုယ်တို့ကလည်းလိုက်ဖို့ပြရရှိပါတယ်။နောက်တို့တွေကဒီ resident assistant ညာတွေပဲဒီဆောင်းနဲ့ပတ်သက်တဲ့ပွဲတွေပေါ့နော်ဒီ Christmas ဆိုရင်လည်းဒီ Christmas ဒီအခါမှာပွဲတွေလောက်တာ Easter ဆိုလည်း Easter ပေါ့နော်အဲ့လိုမျိုးတွေမှာသူကလည်းဆက်ပြီးတော့လောက်တာမျိုးရှိပါတယ်ဆိုတော့ resident အနေနဲ့ဒီကျောင်းမှာ campus မှာဆောင်းမှာနေရတာကောင်းပါတယ်ပြောဖို့ကောင်းပါတယ်တွေ့ကြုံနေရပါတယ်ဒီ category နဲ့များတဲ့အတွက်သူတို့နဲ့လည်းဒီ University နောက်ပြီးတော့ American category မှာဒီကိုရတဲ့အတွက်သူတို့ရဲ့ဒီကိုရီးယားပြည်ရဲ့သဘောထားမျိုးတွေပါတယ်လို့ပါဒီကိုရတဲ့အတွက်ကောင်းပါတယ်နောက်တစ်ခုကဒီမှာတတိယနှစ်မှာဒီအခုပြီးသွားတဲ့ပေါ့နော်အဲ့မှာဒီမှာဖွင့်နေတဲ့အတွက်ကြောင့်ဒီကတော့အများကြီးသက်သာသွားပါတယ်အကြောင်းမှနေရတာနဲ့ဆိုင်အကြောင်းမှဒီမှာတို့အကြောင်းမှဒီ Roman Board ဆိုတာအခန်းဝစားတော့ဘောဆိုလို့ရှိရင်ဒေါ်လာ8000ကျော်ဒီလောက်ကုန်ပါတယ်ဒီနှစ်ကို scholarship ရှိပေမဲ့လည်းဒါကတော့စိုက်နေရတဲ့ပမာဏတစ်ခုရှိနေတဲ့အတွက်ကြောင့်အဲ့ဒါများပြပါတယ်ဒါပေမဲ့ဒီမှာထုတ်နေလိုက်တဲ့ခါကျတော့ဒီရေကတော့သက်သာသွားပါတယ်အခုမှဒီမှာဒီ professor တယောက်ရဲ့အိမ်မှာအခန်းကိုမှနေရာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတော့အကြောင်းမှနေရာတဲ့ဆိုင်မကုန်ဘူးပေါ့ဒါပေမဲ့ဒီမှာနေရာတဲ့ကြောင့်သက်သာရင်တော့ဟိုအကြောင်းနဲ့ဖြစ်ဖြစ်ကိုနေသွားရဲဆိုတော့လည်းမဟုတ်ပါဘူး။အဲဆိုရင်အကြောင်းမှလည်းရှင်းတာဒီကနေပြန်ရစတဲ့နိုင်တော့ရှိပါတယ်လို့ဆိုတော့အိမ်မှာအိမ်ပြန်ပြီးအိမ်ရောက်တော့မယ်နော်။ဒါကတော့အမရဲ့တွေ့ဆုံတော့အဲ့တော့ဟိုဟာငါပြိုးကြောစင်နေကြတော့အကြောင်းမှအမနတ်စာလေးလည်းစာညနေစာလို့စားတယ်မလို့တက်လို့ရဲ့ကန်တင်းညာလို့ရှိတယ်ဆိုတော့လည်းအားလုံးပြောတယ်ကျွန်တော်တို့ကျောင်းမှာ camping ကလည်းရှိအောင်နော်ကျွန်တော်တို့တက်လို့ရွေးခွင့်ရှိတယ်အနေတော့ဟိုချမ်းကြီးပါဆိုတော့ဟိုဒီဘက်လုံးမှာဆင်းသက်စားလို့ရတယ်နော်နောက်တစ်ခုကစနေနဲ့အဲ့လိုမျိုးတော့နောက်တစ်ခုက unlimited ဆိုတော့ကိုကြိုက်တဲ့ချိန်စားလို့ရတယ်ဒါပေမဲ့တစ်ခုလို့ရှိရင်ဒီမနက်စာနေကလည်းညလာကျွေးတော့ဒီအထဲဝင်ပြီးတော့ရှိပြန်ဖက်ပြီးပြန်လို့တော့မရအောင်နော်အဲ့တော့ကျွန်မရောက်စားတော့မှတ်မိတယ်ကျွန်မအထက်တော့ရှိအော်ငါဒီလက်ကောက်ဖက်ဝင်လို့ရတော့ဆိုရှင်စားတယ်တော်စားတယ်နောက်တော့မှဝိုင်းရိုက်တက်တာနည်းပြန်လျှော့ပါတော့နော်တော့ဒီကျောင်းကလည်းသူတို့ချက်သေးပါတယ်ဒီအာရှသားနဲ့ပတ်သက်ပြီးအစမရှိခဲ့ဘူးလို့ထင်ပေမဲ့ဟိုသူတို့ထမင်းနေကျွေးရပါတော့ဒါပေမဲ့ထမင်းကတော့အနည်းစုပဲကျွန်မဆိုထမင်းရတယ်တော့တက်စီရတော့ခိုင်းကြရင်လည်းကောင်းသွားလို့ထမင်းနဲ့သွားလို့ရှိရပါတော့ဒီပြီးတော့ဟိုဒီပီဇာတော့ဟာကောင်းတယ်ပဲစားရပါတော့နောက်ပြီးလို့ရှိရင်ဒီသူတို့ကျောင်းမှာ canteen အပြင်ဒီကျောင်းစားတော့ဆောင်ဒီတက်ထုတ်ဝင်တာရှိတယ်ဆိုတော့ဒါပေမဲ့သူတို့ကဒီကျမတို့အကြောင်းသားကတ်မှာဟို150 flex dollar ဆိုထည့်ပေးထားတယ်ဆိုတော့အဲ့ဒါနဲ့ကိုတကယ်လို့ထားပါတော့ဟိုပြီးအစားအစာတွေပါတွတ်သွားတယ်ဒီကန်တင်းကိုအချိန်မမီလို့ရောက်ဟိုမသွားဖြစ်ဘူးဆိုလို့ရှိရင်အဲ့ဒီကနေဝယ်လို့ရတယ်နော်ဒါကတော့ဒီပတ်စံကုန်သွားရင်တော့ကိုယ့်အိမ်ကစားရအောင်နော်ကျွန်မကတော့ဒီပတ်စံတွေရတယ်ချွေးတာပြီးစားပါတယ်ပြီးတော့ကျွန်မမှတ်တော့ဒီဘက်မှာစနေနဲ့စားပါတော့ကျွန်မမနက်စာလေးမစားဘူးဆိုတော့ကျန်တဲ့နေ့ကင်းစားတယ်ညနေညစားတော့ဒီကျောင်းအတိုင်းမှာစားလို့လည်းကောင်းပါသူတို့ကအဲ့တော့ခုအဆောင်ဘဝနဲ့ဒီဆောင်နေထားတွေဒီကန်တင်းရဲ့အနေထားတွေပဲသိတဲ့နောက်သိသွားပြီပေါ့နော်အဲ့တော့ဒီဆောင်ဘဝနဲ့ဒီဆောင်ဘဝရဲ့ပြင်ဒီကန်တင်းတွေမှာကိုဘယ်လိုထမင်းစားလဲပြီးလို့ရှိရင်ကိုယ့်ရဲ့ daily life ကဘယ်လိုလဲဆိုတော့ချက်တော့ပြောပြပေးပါဦးစီမောမင်းတို့စားတော့ဆက်နေစားတော့ဟိုကျွန်တော်နားလေတော့ကတော့ကျွန်တော်တို့ဒီမြန်မာပြည်မှာရှိတဲ့တက်လို့ဆိုတော့မင်းက campus ကမရှိကြဘူးဒီကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့ဟိုကျောင်းကိုမနက်လာတယ်ပြီးညနေစင်းအိမ်ပြန်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တက်လို့ဆိုတာအဲ့ဒီထက်တော့ပိုနေတယ်ကျွန်တော်တော့အတိအကျယုံကြည်တာပဲဘာဖြစ်လို့လဲဆိုတော့တက်လို့ဆိုတာကစာတကူလေးပေးမှကျွန်တော်ပြောရဲပေါ့နော်စာတကူလေးပဲပေးရတဲ့အရာမျိုးမဟုတ်ဘူးတကယ်ကို live ဘဝလေးကိုဝင်နေမှာ၄နှစ်တာမှာကိုဘယ်လောက် preparation ဘယ်လောက်ပြင်ဆင်မှုရှိမလဲဆိုတာကိုပေးရတဲ့
ဝန်းကျင်ကြီးတစ်ခုပေါ့ဆိုတော့အဲ့လိုမျိုးဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်။ဒါကြောင့်မို့လို့ campus site မှာတက္ကသိုလ်ရဲ့တော်တော်ရေးပိုင်းအခမ်းအနားမှာပါပါတယ်။အဲ့ဒီမှာရရင်ဒီမှုမောကြတူပြပါကျွန်တော်ကိုယ်တိုင်လည်းအစိုးရကပြောပါတယ်ဒါပေမဲ့ဒီမိုးရေကျွန်တော်တို့ဘောင်းဝင်ဝင်လာကြဒီကောင်းဝင်တက်ရတယ်ဒီဘတ်စကားဘော်တက်ကိုပြောဆိုလို့မလွယ်ဘူးကြဒီမိုးရေညာတူနဲ့တော့ရရင်မကကြပါတော့တစ်ဖက်မှာစိုးရင်သွားတာအဲ့လိုမျိုးမိန်းကလေးတွေကိုဖွင့်ပြလိုက်မယ်ဆိုရင်ဟိုတနည်းအားနဲ့လွယ်သုံးစားလုပ်ပြီးတော့လေလုံးဝအတူနဲ့အဲ့လိုမျိုးထားမောင်းလည်းနည်းနည်းစိုးရင်တာပါဒါပဲအဲ့လိုမျိုးတသက်မှတ်လေးဖြစ်တော့ဟိုဒီရိုးတက်စတိုင်းစစတိုင်းပန်နဲ့ဖြစ်လာလို့ရမျိုးလောင်းပေးလိုက်မယ်ဆိုတော့အဆင်ပြေပါတယ်လို့ဟောအဲ့ဒါဆိုရင်ခင်ဗျာတို့အတူဝင်အောင်စိုးရင်တာပေါ့အမအဲ့လိုဖြစ်စေကျွန်တော်အဲ့လိုပဲကြတော့ပါတော့ထားလိုက်ပါတော့ကျွန်တော်ဆိုတော့ကျွန်တော်ကတော့အဲ့လိုဒီចောင်းဆိုတာလည်းကိုင်းနေအောင်သူ့နေရာနဲ့သူပေါ့အရင်အေးတဲ့နေရာမှာလေလုံးဝတုံနန့်နဲ့အင်းဒီတူလေးနဲ့ဝက်လာပြီးတော့မဟုတ်ပေါ့လေအဲ့လိုပြောချင်တာပါသူ့နေရာသူအချိန်ကာလနေရာနဲ့ဒီလက်ကိုင်းနေရာဝက်ရတာပြောချင်တာပါဗျကျေးဇူးတင်ပါတယ်ကိုစစ်မော်မြန်မာပြည်ကအဲ့လိုចောင်းသူလေးမြန်မာယူကရေတင်နဲ့ညီဝက်လာနေဆိုတာနောက်တိုင်းဆက်တာလေးဝက်လာအောင်နေဆိုတာစားဆိုတာကဟိုဘယ်လိုပြောမလဲကိုယ်ပိုင်လွတ်လပ်ခွင့်ပေါ်မှာလည်းမူတည်ပါတယ်ဟိုဒါကတော့ကျွန်တော်တယောက်တည်းအမြင်ပါကိုယ်ပိုင်လွတ်လပ်ခွင့်ပေါ်မှာလည်းမူတည်ပါတယ်ဒါဆိုဒီချိန်ထဲမှာပဲကာလတွေတန်လိုက်ပြီးတော့ကျွန်တော်တို့ဒီကျင့်ကြံရမယ့်ကိစ္စတွေလည်းရှိပါတယ်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံတစ်နိုင်ငံထဲမှာမဟုတ်ပါဘူးတခြားသောနိုင်ငံတွေမှာလည်းဒီလိုပါပဲသူတို့ကာလနဲ့သူတို့ဒေသနဲ့ကိုက်ညီတဲ့အဝတ်အစားကိုဝတ်ကြရပါတယ်ဆိုတော့ဥပမာထားပါတော့ကျွန်တော်တို့ကျွန်တော်ဝါရှင်တန် DC ရောက်တဲ့အခါကျတော့ဘိုးစားလုံးပြန်ရမယ်ကျူဘူးပြီးရောက်နေစားလို့ရှိရင်ပြီးရောက်ကကျတော့ဗာလဲဆိုပို့ပြီးတော့လွတ်လပ်တယ်ပို့ပြီးတော့လွတ်လပ်ပို့ကြတယ်ဒါပေမဲ့ဝါရှင်တန် DC ကျတော့အုပ်ချုပ်ရေးမျိုးတော့ဖြစ်တဲ့အတွက်အဲ့ဒီမှာကျတော့သူက very professional ဝတ်ကြတယ်သူတို့ long coat ကြီးတွေကျွန်တော်ဇာကားတွေချင်း FBI နဲ့ CIA တို့ဝတ်တဲ့ဟာတွေအဲ့လိုဟာလူကြီးဝတ်ကြတယ်မိန်းကလေးတွေဆိုလို့ရှိရင်စက်ကပ်ဝတ်ပါတယ်ဒါပေမဲ့စက်ကပ်ကဒူးအောက်ကိုကြားတဲ့စက်ကပ်ပေါ့တော့တေချာလိုက်ကြည့်တာတော့မဟုတ်ပါဘူးဒါမဲ့ကိုကဟိုဘယ်လိုပြောမလဲမြို့ကြီးကိုရောက်သွားတဲ့တောသားလို့ဆိုတော့ကိုကလည်းကြီးကြီးကြောင်ကြီးနဲ့လိုက်ကြည့်တော့လည်းတွေ့ရတာလေဆိုတော့ဟိုတွေ့ရတဲ့ခါကျတော့ကျွန်တော်ဒါလေးကိုနှုတ်တဲ့ဖြစ်ခဲ့တာပေါ့လေမှတ်သားခဲ့တာပေါ့ဆိုတော့အော်သူတို့လည်းသူတို့ဒေတာအရာသူတို့ကာလအရာဝတ်သားနေလို့ရှိကြပါတယ်နောက်တစ်ခုကဥပမာပြောဆိုတော့ကျွန်တော်နိုင်ကျလက်သွားမယ်ဆိုတော့တေးကြတဲ့ဒီလိုမျိုးစကားတွေဝင်တယ်ဒီနိုင်ကျလက်နဲ့သေရော်မီတဲ့ဝယ်စားဝယ်ကြမှာပေါ့လေဆိုတော့ဒါကျွန်တော်တို့ကပုံမှန်စင်းနဲ့ရိုးရိုးသားပြောလို့ရပါတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ကိုယ့်ကိုယ်လုံးကြုံမှုရှိရမယ်ကိုယ့်ကိုယ်ကို comfortable ဖြစ်ရမယ်ဟာလားလွတ်လပ်မှုရှိရမယ်နောက်တစ်ခုကပါလဲဆိုတော့ဟိုတကယ်ကိုတတ်တာရှိမယ်ဝယ်စားမျိုးဝယ်မယ်ဆိုလို့ရှိရင်တော့ဆင်ပြေပါတယ်နောက်တစ်ခုကလူတစ်ဦးတစ်ယောက်ကဒါမှမဟုတ်စုတစ်ပွဲရဒါမှမဟုတ်အစိုးရကိုယ်တိုင်ကနေပြီးတော့ဟိုတတ်မှတ်တာမျိုးထက်ကိုယ်တိုင်အသိစိတ်ဓာတ်နဲ့ကိုယ့်ရဲ့ choice ကိုယ့်ရဲ့ရွေးချယ်မှုကိုကိုယ်တိုင်ငါ့ကိုနှစ်သက်လို့ရွေးချယ်တာမျိုးဆိုရင်တော့ပို့ပြီးတော့လှပတဲ့ဟိုကျင့်ကြံမှုဖြစ်မှာပေါ့ဗျာကျွန်တော်တို့လိုပဲမြင်တယ်အဲ့တော့ကျွန်တော်လည်းကြွားရအောင်ကျွန်တော်ဟိုအောင်တက်လို့ပါတော့မှကျောင်းသူချောလေးပြောင်းပြုံးမှလည်းတော့တွေးခဲ့တော့လိုက်ကြည့်တယ်အရင်ချောတော့လိုက်ကြည့်တယ်ကြည့်နေတော့မှကျောင်းသားတယောက်ကကျွန်တော်ပြောပြတယ် student ဟောပါတယောက်ပြောပြတယ်အဲ့ကောင်လေးမှာအားနဲ့ချက်တစ်ခုပဲရှိတယ်အဲ့6မှတယ်အဲ့တော့ကျွန်တော်ကိုရဲဟောက်ကိုအခုတော့မင်းချင်ပါတယ်အကိုတို့ကျောင်းပြင်မှာလည်းဘလို့ဖြစ်အရန်နဲ့ diverse ဖြစ်မှာပဲဘယ်သူကွဲပြားမှုတွေအများကြီးရှိမှာနိုင်ငံပေါင်းစုံလူမျိုးပေါင်းစုံဘာသာပေါင်းစုံလာဖြစ်တယ်အဲ့တော့ကျွန်တော်အချိန်နဲ့တိတ်တာအကြောင်းဒီဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စကိုကျွန်တော်ရှိတယ် Christian ရှိတယ် Buddhist ရှိတယ် Hindu ရှိတယ် Jewish ရှိတယ်ဘာသာပြန်ပေါ့ဘာသာပေါင်းစုံရှိတယ်အဲ့ဒီဘာသာပေါင်းစုံနဲ့တက်လို့ကြောင်းကြောင်းအတိုက်ဝင်းမှာဘယ်လိုများချင်းခင်များနေကြတာတောင်းတစ်ယောက်ဆဲဆုံနေကြတာကလာပြစ်တော့ဘာမှပြစ်တော့ဘုရားပြစ်တော့အဲ့လိုများလုံးနေကြလားဆိုတာလေးအခုအစ်ကျွန်တော်ပြောပြမယ်အဲ့ဒါတော့ဒီတို့စမဆက်တစ်ခုကိုတစ်ခါအဲ့လိုနောက်ဆုံးပေါင်းပြီးတော့ church ပါနော်ဆိုတော့ကျွန်တော်တဲ့ကြောင်ခရိယန်ကြောင်ဆို church ပါလေအဲ့လိုပေါင်းပြီးတော့ညီနောက်တွေဝင်လုပ်တယ်ဟိုသူကလည်းသူ့ဘာသာအကြောင်းပြောကိုကလည်းကိုယ့်ဘာသာအကြောင်းပြောချင်းချင်းနားလည်ပြသကြတာပေါ့နော်ဟိုနောက်တစ်ခုကဒီကျွန်တော်ဆိုရင်လည်းကျွန်တော်ကံပေါ်ကဒီအာဖရိက West Africa အနေပေါ့နော်ဟိုသူဆိုရင်လည်းမွတ်စလင်အစ္စလာမ်နဲ့ဒါပေမဲ့သူကတနေ့ဘုရားသုံးခြင်းကိုပြုတာလည်းလို့ကျန်တာအရင် like preach လုပ်နေတာဆိုရင်
အဲ့လိုမျိုးရှိဘူးကိုယ့်ရဲ့ဘာသာရေးကိုယ်ွယ်တယ်ဆိုတာကိုယ့်ရဲ့ဒီဆုံးဖြတ်တယ်ကိုယ့်ရဲ့လွတ်လပ်ခွင့်ဘာသာနဲ့ဖြစ်နေဖြစ်တယ်ဒါနဲ့သူများဘာသာရှိလို့ဘာမှထိခိုက်နေတယ်ဆောင်းလာရဲ့တည်ရတယ်သူကအဲ့ဒီသဘောတရားနဲ့တွားတော့အရင်အဆင်ပြေတယ်ဒီဘာသာရေးကိုပညာရပ်တရားလို့သူကဆွေးနွေးကြတာအတ္တနဲ့ဆွေးနွေးကြတာပေါ့ငါအဲ့လိုပဲမြင်ပါတယ်အင်တာဝေးကြီးချက်ဘာသာတရားတွေနဲ့ပတ်သက်ပြီးတော့အတ္တနဲ့ဆွေးနွေးရဟုတ်ပါဘူးပညာဆက်ဆံနဲ့ဆွေးနွေးကြပါဘာသာရေးကိုဝေဖန်မယ်ဆိုရင်ပညာဆက်ဆံနဲ့ဝေဖန်သုံးသပ်ကြပါဒါသူတို့နိုင်ငံမှာရှိတဲ့တတိပါဘာဖြစ်လို့ကျွန်တော်ပြင်ကုန်မိရတာလဲဆိုတော့ကျွန်တော်တက်သူကနေကစောင်းပေါ်ဒေတာတွေအများကြီးပါပါတယ်ဟုတ်တယ်လားအဲ့တော့လိုဖြစ်အရန်တိုင်းမှာဖြစ်တဲ့တက်လို့ထူပဲကျွန်တော်တက်သူပါတယ်လေဘာပေါင်းလို့ရှိမယ်မျိုးပေါင်းလို့ရှိမယ်အများကြီးရှိမယ်အဲ့ဒါကြောင့်သူတို့စီအတွေ့အကြုံကျွန်တော်တင်ပြီးတော့ညှဝေပေးခြင်းဖြစ်ပါတယ် relationship between professor and student ဆရာတွေနဲ့တပည့်တွေရဲ့ဆက်ဆံရေးကိုချက်တော့ပြောပြပေးပါဒီကအကြောင်းတိုင်းဒီမှာရှိတဲ့ဆရာပဲဆက်ဆံတဲ့နိုင်ရှင်ဒီလိုရအောင်ပါကျွန်တော်ပါဘာလဲဆိုရင်ဆရာမရဲ့အဲ့လိုဖြစ်ရင်းမှုမရခဲ့ဘူးပေါ့နော်ကိုကဒီခဏတာလေးပဲဖြစ်တဲ့အတွက်ကိုဝိတ်တိုင်းနေလဲလုပ်ခဲ့ပေါ့နော်ဒါပေမဲ့နိုင်ငံခြားမှာကျတော့ကျွန်မတယောက်တော့ကျွန်မတို့အခုကျွန်မအကြောင်းကိုပြောပြအောင်ကျွန်မexperience ကိုပဲအခြေခံပြီးပေါ့နော်ကျွန်တော်ကြောင်းမှာဆိုလို့ရှိရင်တခါမှလူကြီး16ယောက်18ယောက်လောက်ကအများဆုံးပဲပေါ့နော်လူတို့ကအတန်းနေရတယ်အများကြီးပဲကိုကျတဲ့ course ကိုလည်းကိုမှကိုရှင်းပြရတယ်ဒါပေမဲ့ကြာတော့သူတို့တတ်မှတ်ထားတဲ့ course ကိုလည်းပြောပါတော့ဒီတော့တခါမှ16ယောက်ဆိုတော့ဆရာနဲ့ဒီ professor နဲ့ဒီကျောင်းသားတွေကပြင်ပေါတန်းပြီးဆက်ဆံကြတယ်တော့ကသူတို့ဒီဆွေးနွေးပွဲတွေပိုင်းလုပ်တဲ့အခါမှာကျောင်းသားဆွေးနွေးပွဲဒီဘောလုံး discussion ဆိုတာဒီအပတ်တိုင်းလုပ်ဖြစ်တယ်ပေါ့နော်လုပ်ဖြစ်တဲ့ခါကျလို့ရှိရင်စားတယ်လက်မခံရင်သူဘာကြောင့်လက်မခံတဲ့အကြောင်းကို professor နဲ့ရှင်းရမယ်သူတို့ရင်းခုံရတယ်ပေါ့နော်ကျွန်တော်တို့လည်းဒီလိုပါပဲအဲ့တော့ပြင်ပေါတန်းပြီးဆက်မှုရှိတယ်ဒါပေမဲ့ဒီ discussion ပြီးတဲ့အခါမှာအပြင်မတူရန်ပုံစံမျိုးတော့မတတ်တဲ့ပုံတော့သူကခုမှကြောက်ဘူးပေါ့နော်တော့ဘောကအပြင်မှာဆိုလို့ရှိရင်လည်း military system ရတယ် professor ကကျတော့ဒီလိုကျောင်းသားဘက်ကအမြင်တွေကိုထပ်နေနေပြီးဆိုရှင်လည်းသူ့အထက်မှာသွားပြီးတော့ထပ်နေပြီးအဲ့လိုမျိုးပေါ့လေဒါပေမဲ့ရေးသားမှုရှိပြောတဲ့ပုံစံတွေကိုရန်ကုန်လည်းပြောမယ်နဲ့အမြင်ချင်းကိုမတူတဲ့အတွက်ကောင်းကောင်းမလို့လေးစားရှိလို့သားနဲ့ပြောကြအဲ့ဒီကူတော့ကျွန်မအရင်ကတက်ပါတယ်ဒီတစ်ခုကတော့ကျွန်မသိရဲ့ဟိုဘောလုံးအတွေ့အကြုံလေးကိုမျှပြရမှာအဲ့တော့မခင်ကြီးထက်အနေနဲ့တော့ကျွန်တော်တို့အမကတော့ဒီမှာတက်လို့တက်ခဲ့တယ်ရွေးဆောင်6လတက်ခဲ့ပြီပါတယ်ဟုတ်ကဲ့အဲ့တော့အမအနေနဲ့တော့ဒီကဆရာပဲဆက်ဆံရင်ကိုကဆရာပဲဆက်ဆံရင်ဘယ်လိုများချိန်နိုင်စပြီးတော့ရှင်းပြပေးပါဘယ်လိုနိုင်ရမလဲဆိုရင်တော့ပြောချင်တာကဒီ respect နဲ့ဒီဆရာမကိုကြောက်တာနဲ့ဆရာမကို respect ရှိတာနှစ်မျိုးပေါ့နော်။ဘာပြဒီ high school တွေမှာလည်းဖြစ်ဒီတက္ကသိုလ်တွေမှာလည်းဖြစ်ကပြောရမယ်ဆိုတော့ဆရာမကကိုယ့်ရဲ့ပို့ပြီးတော့အမြင့်တရားမှာရှိရဲဆိုတော့ဟာရရှိနေလို့ထင်ပါတယ်ဆရာမလည်းသူ့ကိုသူ့လိုယူဆထားပါတယ်ကျောင်းသားတွေကလည်းလူလူကြပါတယ်အဲ့လိုဆိုဆရာမကို respect နဲ့ရှိပါတယ်ဆရာမကိုကြောက်တယ်ဆိုတာလည်းရှိနေလို့ထင်ပါတယ်ဒါပေမဲ့ဟိုအမေရိကန်မှာအကြတော့ဒီတို့ကကြောက်တယ်ဆိုတာလည်းရှိပါဘူး respect ကတော့ရှိပါတယ်တဲ့နေ့မှာဒီဆရာကိုအခေါ်ပေါ်သုံးလုံးနေမှာဆရာကိုဆိုင်တော့ဒီနေ့ကမှဆရာရဲ့ first day တို့မှာ first day နဲ့ last day ရှိတဲ့အခါမှာဒီဆရာကိုကြတော့ရှိရ professor တဲ့တဲ့တော့အဲ့လိုမခေါ်ဘဲနဲ့ဆရာကိုတို့ကတော့ first day တိုင်းခေါ်ကြပါဘူးအဲ့ဒါတော့သူရဲ့ respect ပေါ့နော်နောက်တစ်ခုကဒီဆရာနဲ့ပြောဆိုဆက်တဲ့အခါမှာလည်းဒီတန်းထဲမှာကဝေစားနဲ့ဆက်ဆက်ပြီးပြောရတယ်တော့ဒီကိုကဆရာရှိမှဖြစ်တဲ့အတွက်ကြောင့်အရင်ကဲ့သို့ရရင်ဟိုက်နေမိုးအောင်ဆရာကိုဝေစားရနေရောဒီ class ကိုဝေစားရအနေနဲ့ရောဒီတက်တော်ရဲ့ဒီတဲ့ဝေစားကိုလည်းကြည့်ကြရတယ်ပေါ့နော်အဲ့လိုမျိုးဒီမှာကပြောနေတာဒီ respect နဲ့ဒီကြောက်တယ်ဆိုတာလည်းတစ်ခုဒီကပါပါတယ်အဲ့တော့ဒီအပရိသတ်ကြီးနေနဲ့မခင်ကြီးတက်ပြောတဲ့မြန်မာပြည်တက်လို့ကျောင်းလူတွေအနေနဲ့ညာတော့အဖြစ်ဆရာမတွေကိုယူသေးတယ်။ဘာကြောင့်ယူသေးတာလဲဆိုတော့ကြောက်လို့ယူသေးတာ။အဲ့လိုဖြစ်နေတယ်ပေါ့နော်။အဲ့ဒါကို तू ကအဲ့လိုသဘောမျိုးဆက်တဲ့စကားတွေပြောသွားတယ်။အဲ့ဒါကိုလက်ခံကြတာခင်ဗျ။အမှန်လက်မခံဘူးခင်ဗျ။ကြောင်းခါလိုက်။ဘာကြောင့်လက်မခံလဲဆိုတော့ချက်တော့ပြောပြလို့ရတယ်။နည်းနည်းကြည့်ပါဆ
ပြောတာဟုတ်ကြပါရဲ့ဟုတ်ပါရဲ့လက်သက်ပါရဲ့ချိုးဆရာမကြီးကလည်းစာတင်တာကောင်းလို့ပြီးသားတာမောကောင်းလို့စင်ကောင်းလို့ပြီးသားတာရှိပါရဲ့ဒီမှာပြောချင်တာလေဆရာမအကုန်လုံးပြောချင်တာမဟုတ်ဘူးပေါ့ဒါပေမဲ့ချိုးဆရာမကြီးကရှိပါချိုးလက်သက်ပါဒီကျောင်းသားတွေလောက်ပါနေရှိတယ်လို့ပြောဒီလာတော့လည်းဒီချိုးလေးလက်သက်ပေါ်တဲ့ဒီမှာအားပါရဲ့ဒီချက်တော့ဘာလို့လဲပုံပေါ်တော့ကျောင်းသားတွေအကျိုးဆုံးလို့သွားမယ်ဆိုတော့ဒီကအဲ့တော့အားရတယ်သူအကျိုးဆုံးလို့အောင်နော်ဆရာမကလည်းအားပြန်တော့လည်းရှိရတယ်ဒါမှမဟုတ်ဘူး။ဟုတ်ကဲ့တော့မပြောဆိုတဲ့အနေနဲ့တော့မအနေနဲ့ဆရာအမအနေနဲ့ကျောင်းလူရောက်နေတဲ့နောက်သက်လို့ဆရာတွေနဲ့ဆက်ဆံခဲ့တဲ့အတွေ့အကြုံတွေထဲမှာသူကဖြစ်တဲ့ဥပမာအင်တာဗျူးတရားဆောင်တော်တာဒီပုံကောင်းတဲ့တွေ့ချက်တွေရှင်းပြတယ်ကျွန်တော်တို့ကတော့ဘောနော်ကျွန်တော်ဒီပထမရဲ့ဘာသာတော့ကျွန်တော်ရဲ့အဝါဒါပေါ့နော်သူနဲ့အတိုင်းပါသူကဆရာကြီးမှာအားကျတယ်ပေါ့နော်ဟိုဒီစီကပိုင်းရောပြီးတော့ဟိုအားကျတယ်ပေါ့နော်အဲ့ကျွန်တော်ပြောရှင်သူကဟိုကျွန်တော်ဆောက်တော့သူကယူပြီးတာပေါ့အဲ့တော့ဒီကတိုင်းစတဲ့ဟိုထည့်တာအဲ့တော့ကျွန်တော်သူမရှိဘူးပေါ့နော်အဲ့တော့အဲ့ဒါကိုကြောင်းနေပြီးတော့ဒီအဲ့ဒါကြည့်လိုက်အဲ့ဒီကတော့လူကြီးက perspective လေးပြီးလို့ပေါ့နော်အားယူလိုက်တယ်သူတမ်းပါပဲအဲ့တော့ကျွန်တော်အဲ့ဒါကိုသိရတော့ကြာပါတယ်ပေါ့နော်ပထမအတန်းကျောင်းမှာနေပါလေဆိုတော့အခါကျတော့အဲ့ဒီကျောင်းအတန်းကိုသွားတဲ့အခါမှာဟိုကျွန်မဒီပစ္စည်းကိုမဝယ်ရမှာမဟုတ်ဒီပကြီးနဲ့ပတ်သက်တဲ့ကပ်ရရပါတယ်ဝယ်ခိုင်းတာပေါ့နော်ဒါပေမဲ့ကျွန်မမဝယ်ရမှာမသိတဲ့အခါကျအတန်းကိုသွားတဲ့အခါဆရာကနေပြီးတော့ဒီအတန်းကိုအကောင့်ကိုပြင်ဆင်လာအောင်ဆိုပြီးစိတ်ဆိုးရပေါ့နော်စိတ်ပြီးတော့ကျွန်မကိုအဲ့ရှင်းပါဟိုကျွန်မကိုပြောရပေါ့နော်ကိုပြောတော့ဒီနေ့အတန်းလာတက်တယ်ဒီတိုင်းပဲကောင်းကောင်းမပြင်ဆင်မှုမရှိဘူးဒီအတွက်ဒီအတန်းလာဆိုပြီးဆိုင်လို့ပြောတယ်အဲ့တော့ကျွန်တော်စိတ်မကောင်းဖြစ်တော့ပါရဲ့အဲ့ဒီမှာဟိုပြောတယ်မိုးတော်ကိုစိတ်ပေါက်ပါတော့ဆရာအဲ့တော့အတန်းရှိပါလေဆိုတဲ့အခါကျအဲ့ဒီကျွန်မဟိုအဲ့ချိန်မှာစိတ်ကလည်းလူငယ်ဆိုတော့စိတ်ကလည်းဆက်တယ်ပေါ့နော်ဟိုစိတ်ထဲမှာပြန်ရင်းလေးပေါက်ပါတယ်ပေါ့နော်ဒါပေမဲ့ဟိုအရင်ကအတန်းဆက်တော့ပေါ့နော်ဒါနဲ့စိတ်ထဲမှာထုတ်ပြီးတော့အဲ့လိုငါဒါလေးကိုယ့်ဘက်ကအမှားလေးတော့ပါပေါ့နော်ပြီးတော့ကျွန်မဒီကျောင်းဆက်ရောက်ခြင်းဆိုတော့ကျောင်းရဲ့အထောင်လည်းမသိဘူးကျွန်မပါရှိရဆိုလည်းမသိဘူးဒါပေမဲ့ဒီဟာကကိုယ့်ဘက်ကကိုပြင်ဆင်မရမယ့်အရာတွေပဲဆိုတော့ပေါက်သွားတယ်ပေါ့နော်အဲ့ဒါနဲ့တော့အင်းကမပြန်ပါဘူးအတန်းထဲမှာပဲပေးပြီးတော့ဆက်ထိုင်တယ်ပေါ့နော်နောက်ပြီးတော့သူအတန်းပြည့်တဲ့ဆရာပြောတယ်ပေါ့ဒီအတန်းထဲမှာရှိနေတဲ့ငါးလေးကိုဟောက်အတန်းနဲ့ဆော့ပြီးတော့ပေါ့နော်ဒီလိုကအဲ့လိုပြီးမယ်လို့ပြောပါတယ်သူရဲ့ကျမနဲ့အဲ့လိုပဲစစ်စာပိုင်းမှာတော့သူဆရာနဲ့ကျမတွေကလို့ဟိုခရောက်ကစားလေးတော့ရှိပါတယ်မရှိဘူးပေါ့ဘူးသူကရေဟိုပေးရပေါ့နော်ဟိုမသိလို့ရှိရင်လည်းဆက်ပြီးပဲတော်ပြီးဆရာကိုထားနားလေးရှိပြပါဟိုနားလေးကိုရအောင်ကြည့်ရပေါ့နော်နောက်ပိုင်းကျမနဲ့အဲ့ဆရာနဲ့တော့စီပြီးတော့ပါတယ်ဒီကကြာကိုပြောရပေါ့နော်သူရဲ့ဒီကျောင်းသားတွေထဲမှာဒီတော့ persistent ဟိုဇွဲပေါင်းပြီးပေါ့နော်ဟိုဒီခံတဲ့ကျောင်းသားမျိုးကိုပေါ့နော်သူလေးစားရပေါ့နော်အဲ့ဒီတော့ကျမရဲ့လူထုအတွက်နောက်ပိုင်းသူလိုအပ်တာအကုန်လုံးပြီးမယ်လို့ပြောပါတယ်အဲ့လိုပိုင်းလေးတော့ရှိပါတယ်ဒါကျမမှတ်လိုက်ရပါဒီ first year တော့အတွေ့အကြုံပါဟုတ်ကဲ့အဲ့တော့ဒီပြိတ္တကြီးထဲကနေပြီးတော့ဒီကအမေရိကန်မှာကျောင်းတက်နေတဲ့အကိုတွေအမတွေကိုကျွန်တော်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာရှိတဲ့ဆရာတပည့်ဆက်ဆံအကြောင်းကို2မိနစ်လောက်ပြောပြကြပါဦးဘယ်လိုပြန်ပြောသူတို့ကဒီကိုရီးယားပြည်ချင်လို့ပါမရှိလဲကျွန်တော်ကြည့်ရတယ်ဘယ်လိုပါလဲထားကြအောင်ဟုတ်တယ်ဟုတ်လားနောက်ပါတော့ဒီโอเคပါကျွန်တော်မင်းမဆက်သေးပြကျွန်တော်နာမည်ပြေဆုံးဆိုပါပထမနှစ် PPA ကပါကောင်းလို့မင်္ဂလာပါနော်ဟိုဒီမှာတော့ဆက်ဆံရကျွန်တော်ဆရာနဲ့တပည့်နဲ့အဓိကပြင်နေနေကြကျွန်တော်ဆရာရတယ်ခန်းလာတယ်ဒီချိန်ကြီးဆက်သွားတယ်နောက်ရတယ်အဲ့ဒါတက်တယ်ဒါလည်းသူလာတယ်ဆရာမသိခင်နောက်ကနေတုံးဝင်လာသွားလာတယ်ပြီးတော့ထွက်သွားထွက်တယ်ဒါပေမဲ့တိတ်တော့မရင်းနေဘူးပြီးအောင်စားတိတ်ပြီးနိုင်တဲ့ဖြစ်ဘူးလို့လည်းခံစားရတယ်အဲ့ဒါကကျွန်တော်ဒီနှုတ်နှစ်ဖက်လိုအပ်ချက်ပေါ့လေဆရာတွေကိုယ်တိုင်ဆရာတွေဘက်မှာလည်းလိုတာရှိမယ်ကျောင်းသားတွေဘက်ကလည်းလိုတာရှိမယ်ဆရာတွေကိုယ်တိုင်ကဘယ်လောက်တင်ဒီကျောင်းသားတွေဘက်ကမလေးစားတော့ဒီသဟဇာတာဖြစ်တဲ့ဒီ relationship မျိုးမပေါ်လာနိုင်ဘူးပေါ့လေနောက်တစ်ခုပေါ့ဆရာတွေကိုယ်တိုင်ကကျွန်တော်တို့ဒီကျောင်းသားတွေကထင်ကြရဗျဟိုသူတို့မေးချင်ကြသိချင်ကြအကုန်တက်ချင်ကြတယ်သူတို့မေးချင်ကြဒါပေမဲ့ဆရာတွေကမဖြေချိုးနေမှာမဖြေပေးနိုင်တာရှိတယ်ဒါမှမဟုတ်ရင်ဟိုအချိန်မရလို့မပြောနိုင်တာရှိတယ်ဆရာတွေဘက်မှာလည်းကျွန်တော်သိသလောက်ပေါ့